တိတ်ထိဝင်ကျွန်းတဲ့ဟာငွေနံဖြစ်တဲ့တင်းနှင်းလာနှစ်နဲ့စနေနံ9ပေါင်းချင်းကြောင့်ကိုနဝင်မိပါတယ်။အဲဒါကြောင့်9ရက်နေ့ဘွာတာသမီများအတွက်ကောင်းကျိုးချမ်းသာစီးပွားလလပါများပေါ်များစေရန်နဲ့အောင်မြင်မှုအပေါင်းဆောင်ကျင်းနိုင်ရန်အတွက်တိတ်ထိဝင်ကျွန်းတဲ့နှစ်ထုစစ်ထားသောအောင်တော်မူဖျားကိုပင့်ဆောင်ပူဇော်လိုက်ပါဘဝကီးလမ်းမှာကြုံတွေ့နိုင်တဲ့အခက်အခဲတွေအတိုက်ခိုက်တွေကိုကြောက်ရွံ့စားမလို့ပဲရင်ဆိုင်နိုင်ဖို့စိတ်သက်ခွန်အားလိုအပ်ပါတယ်။ထိုအရာတွေကိုအောင်မြင်ဖို့ကြော်လွှားနိုင်ဖို့အတွက်အောင်မြင်ခြင်းရဲ့ပြရုပ်ဖြစ်တဲ့အောင်တော်မူဖျားကိုကိုးကွယ်ပူဇော်ခြင်းဖြင့်အထောက်ပံ့ကောင်းကိုရရှိစေမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟာမာန၅ပါးကိုအောင်မြင်တော်မူခဲ့တဲ့မာနအောင်ပုံတော်ဖြစ်ပါတယ်။ဘဝမှာအောင်မြင်မှုတွေယာတူးတိုးတက်မှုတွေစီးပွားရေးလုပ်ငန်းတွေအဆင်ပြေစေဖို့ယုံကြည်ချက်ရှိနဲ့ကိုးကွယ်နိုင်ပါတယ်။အိမ်မှာထားရှိခြင်းအဖြစ်အိမ်ကိုကံကောင်းခြင်းတွေမင်္ဂလာရှိခြင်းတွေဆောင်ယူလေမှာဖြစ်ပါတယ်။လက်ရမြောက်ပြီးအနုစိတ်ထုစစ်ထားတဲ့ကျွန်းနဲ့တိတ်ထိဝင်ဘပုဖြစ်တဲ့အတွက်ကြောင့်မို့ကြက်တည်မင်္ဂလာရှိတဲ့ဖျားကမ်းမှာပူဇော်ခြင်းအဖြစ်မိမိအိမ်ကိုပို့ပြီးအေးချမ်းသာရစေပါတယ်။ညံတော်10လက်မနဲ့9လက်မဝင်းကျင်မလို့အိမ်မှာပူဇော်တာဖြစ်စေစိုက်မှာပူဇော်တာဖြစ်စေကုမ္ပဏီရုံးခန်းမှာပူဇော်တာဖြစ်စေအဆင်ပြေပါတယ်။မှာယူခြင်းနဲ့ဆိုရင်တော့မြတ်မိတ်သားရဲ့ Facebook page TikTok page မှာမှာယူနိုင်တယ်လို့39 446 369564 39 9899 44956မှာဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်